အားလုံးမင်္ဂလာပါခင်ဗျာ March လ21ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒါဒုတိယအချိန်မြောက်ပြန်ရတဲ့ဗီဒီယိုဖြစ်ပါတယ်เนาะနည်းနည်းတော့အခက်အခဲလေးတွေရှိပါတယ်ပထမဆုံးပြောချင်တာကတော့လက်ရှိချိန်မှာတိုင်းဒေသကြီးပြည်နယ်အသီးသီးမှာလွတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌတွေကိုရွေးချယ်တင်မြှောက်လိုက်ပါပြီ March လ20ရက်နေ့ကနေပြည်တော်မှာလည်းပြည်ထောင်စုလွတ်တော်အစည်းအဝေးကျင်းပသွားပါတယ်တတိယအကြိမ်လွတ်တော်ပထမပုံမှန်စည်းဝေးပထမနေ့ပေါ့နော်ကျင်းပသွားခဲ့ပါတယ်အဲ့တော့နိုင်ငံတော်သမ္မတဒုတိယသမ္မတတွေကိုရွေးချယ်ဖို့အတွက်ပေါ့နော်မတ်လ30ရက်နေ့မှာစတင်ပြီးတော့စည်းဝေးတွေခေါ်ယူမယ်လို့သိရပါတယ်အဲ့တော့တချို့လည်းအရင်စိတ်ဝင်စားရမယ်လို့ထင်တယ်သမ္မတဘယ်သူဖြစ်မလဲဒုသမ္မတတွေဘယ်သူတွေဖြစ်မလဲပေါ့နော်လက်ရှိချိန်ဒီနိုင်ငံရေးအခင်းကျင်းတစ်ခုကိုကျွန်တော်တို့စောင့်ကြည့်နေစေအချိန်တွေဖြစ်ပါတယ်ဘယ်သူတွေဖြစ်မလဲဘယ်သူတွေဖြစ်လာမလဲဘယ်သူတွေကဘာတာဝန်ယူမလဲဆိုတာနည်းနည်းတော့စမ်းကြည့်ပါတယ်ဆိုတာသိတဲ့လောက်သိတယ်ခံမှန်းတဲ့လောက်ခံမှန်းမိတယ်ဆိုပေမဲ့လည်းဒါကအဲ့လောက်လည်းမရိုးရှင်းသေးပါဘူးတချို့မမျှော်လင့်ထားတာတွေလည်းကြုံရတတ်ပါတယ်เนาะလက်ရှိချိန်မှာလွတ်တော်ဥက္ကဋ္ဌတွေရွေးချယ်လိုက်ပြီးလွတ်တော်ဥက္ကဋ္ဌတွေပြည်သူ့လွတ်တော်မြို့သားလွတ်တော်ပြည်ထောင်စုလွတ်တော်နာယကပေါ့နော်ပြည်ထောင်စုလွတ်တော်နာယကဆိုတာကတော့လွတ်တော်ဥက္ကဋ္ဌ2ယောက်က2နှစ်ခွဲစီတာဝန်ယူရတာဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဥအောင်လင်းတွေးကနေပြီးတော့2နှစ်ခွဲတာဝန်ယူမှာဖြစ်ပါတယ်20ရက်နေ့ရစပြီးယူတယ်ပေါ့နော်အဲ့တော့အဲ့လိုပဲတိုင်းဒေသကြီးပြည်နယ်အသီးသီးမှာလွတ်တော်ဥက္ကဋ္ဌတွေလည်းပေါ်ထွက်လာကြပါပြီအဲ့တော့ပေါ်ထွက်လာတဲ့လွတ်တော်ဥက္ကဋ္ဌတွေကြီးတဲ့နေရာမှာပေါ့နော်တော်တော်များများသောသူတွေကပေါ့တော်တော်များသောသူတွေကကျွန်တော်တို့ရဲ့အမြင်မှာလွတ်တော်ဥက္ကဋ္ဌနဲ့လိုက်ဖက်တဲ့အတွေ့အကြုံတွေရှိပြီးတော့တိုင်းဒေသကြီးပြည်နယ်အသီးသီးကလွှတ်တော်တွေကိုထိန်းကျောင်းနိုင်တဲ့သူတွေလို့ကျွန်တော်မြင်ပါတယ်ဒါကဘယ်သူတွေရေးချက်ခံရလဲဆိုတာတော့ကျွန်တော် Telegram မှာကြည့်လို့ရတယ်ကျွန်တော် Telegram မှာတင်ထားတယ်ဒါပေမဲ့ YouTube မှာလည်းကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဆိုတော့တိုင်းဒေသကြီးပြည်နယ်14ခုလုံးကိုထိုင်ပြောဖို့ကြတော့အနည်းဆုံးလူ28ယောက်စာထိုင်ပြောမှာဖြစ်လို့အမှားလည်းပါနေတယ်ပေါ့နော်အဲ့အတွက်စောင့်ကြည့်ကြပါလို့ပြောချင်တယ်March လ30ရက်နေ့မှာစတင်ပြီးစီးဝေးတွေကျင်းပမယ်ဆိုတော့လာမယ့် April လဆန်းပိုင်းမှာနိုင်ငံတော်သမ္မတဒုတိယသမ္မတရွေးချယ်မယ်အဲ့တော့ April လဝက်လောက်မှာအစိုးရအဖွဲ့အသီးသီးပေါ်ထွက်လာမယ်အစိုးရအဖွဲ့အသီးသီးဆိုတာပြည်ထောင်စုအစိုးရအဖွဲ့တိုင်းဒေသကြီးပြည်နယ်နေပြည်တော်ကောင်စီပေါ့စသဖြင့်ဒီလို local government တွေပါပေါ်လာမယ်ပေါ့အဲဒါကကျွန်တော်နိုင်ငံရဲ့ transition ကာလဖြစ်ပါတယ်နောက်တစ်ချက်ကဒီအစိုးရဖွဲ့တွေအကုန်လုံးပြီးသွားပြီး local government ပေါ့နော်အောက်က local government လို့ပြောလို့ရတယ်အထွေမှုတွေရွေးချယ်ခြင်းလဲပြန်လည်လှုပ်ဆောင်ပါလိမ့်မယ်အဲ့လိုရွေးချယ်တဲ့ခါကျလို့ရှိရင်ပြည်သူလူထုနဲ့ကိုက်ညီတဲ့နော်အရင်ကပြည်သူလူထုမကြိုက်တဲ့သူတွေကိုဖြုတ်ပြီးတော့ပြည်သူလူထုကြိုက်တဲ့သူတွေကိုစနစ်တကျရွေးချယ်ကြဖို့ပြောချင်ပါတယ်ဒါနိုင်ငံရေးအကူပြောင်းမှာတပါတီပါသွားအောင်လို့ကျွန်တော်တို့အနေနဲ့တိုက်တွန်းတာဖြစ်ပါတယ်အဲ့တော့အခုဒီရက်ပိုင်းမှာအားလုံးဝေဖန်နေတဲ့ပြည်ပမီဒီယာတော်တော်များများဝေဖန်နေတဲ့ပြည်ပြည်သတင်းတောက်အချို့ဝေဖန်ကြတဲ့ပြည်ပြည်စစ်ပြည်အချို့ဝေဖန်ကြတဲ့သတင်းတစ်ခုရှိပါတယ်အလင်းဝင်နေဆိုတဲ့သတင်းအဲ့တော့သူတို့ပြောတဲ့ပုံစံကအလင်းဝင်နေကိုအလင်းဝင်နေဆိုတာကိုဂျင်းလို့သဘောမျိုးပြောနေတယ်ဗောနော်အဲ့တော့လင်းဝင်တာဂျင်းလားမဟုတ်ပါဘူးလင်းဝင်တာဂျင်းမဟုတ်ပါဘူးအလင်းဝင်တာအမှန်ဖြစ်ပါတယ်နော်ဒီပြီးခဲ့တဲ့11နဲ့စစ်တာနာကျုံမှာ906ယောက်အလင်းဝင်သွားတယ်ဒီဝင်သွားတဲ့906ယောက်ကိုကျွန်တော်တို့တွားပြီးတော့ရိုက်ကူးခဲ့ပါတယ်ရိုက်ကူးတဲ့အချိန်တွေကလည်းရိုက်ကူးတဲ့ရက်တွေကလည်းအတိုင်းပဲနည်းနည်းအလွယ်လွယ်လေးတွေရှိခါကျကျွန်တော်ရိုက်ကူးချိန်နည်းနည်းလေးနောက်ကျပြီးရောက်သွားတယ်အဲ့အတွက်အင်တာဗျူးလုပ်ဖို့ပါဖို့ဒါတွေအားနည်းချက်လေးတွေနည်းနည်းရှိခဲ့တယ်အဲ့တော့မလုပ်ခဲ့ရဘူးပေါ့နော်ဒါပေမဲ့လေသတင်းယူနိုင်ခဲ့တယ်နော်ဒီသတင်းယူနိုင်ခဲ့တဲ့လူဦးရေကအမျိုးသား453ယောက်အမျိုးသမီး53ယောက်အဲ့တော့အသက်ပိုင်းခြားရပြောမယ်ဆိုရင်14နှစ်နဲ့15နှစ်ကြာအဲ့လောက်နေစမှာပေါ့နော်အသက်30ကျော်40လောက်ထိ30နဲ့40ကြာပေါ့အဲ့လောက်ထိရှိပါတယ်နော်အသက်ပိုင်းခြားရယောက်ျားမိန်းမစသဖြင့်လို့ရှိပါတယ်ကောင်မလေးငယ်ငယ်လေးတွေဆို15နှစ်လောက်တောင်ရှိပါတယ်ဒါကအလင်းဝင်တဲ့နေရာမှာသွားပြီးကျွန်တော်တို့ကိုယ်တိုင်တွေ့ခဲ့ရတာဖြစ်ပါတယ်အဲ့တော့စီစဉ်ထားတယ်လို့ဖြစ်မှာဆိုလို့ပြောပြမယ်ဒီအလင်းဝင်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုဘာမှကြိုတင်ပြောချထားတာမရှိပါဘူးလာခဲ့ပါသတင်းယူလို့ရပါတယ်ဆိုပြီးတော့ယူလာပါအဲ့တော့သတင်းသွားယူတဲ့အချိန်မှာဘယ်သူမှလည်းဘာမှမစီစဉ်ပေးပါဘူး
ကျွန်တော်အဲ့နန်းနေနဲ့မှလည်းသွားပြီးတဲတာမဟုတ်ပါဘူးကျွန်တော်ပြင်မှာဟိုတယ်မှာတဲတယ်ဟိုတယ်ကနေပြီးတော့လင်းဝင်တဲ့နေရာကိုမနဲ့စောရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာအခမ်းအနားတော့စနေပြီပေါ့နော်ထားလိုက်ပါတော့ဘယ်လိုပဲဖြစ်ကျွန်တော်ရောက်သွားခဲ့တယ်ရောက်သွားတော့ဒီကလေးတွေကို breakfast ကျွေးတဲ့ခမ်းမကြီးတွေကိုကျွန်တော်ဝင်သွားတဲ့အချိန်မှာကြာပန်းပေါ့ဟိုခုံနာသွားလိုက်စကားပြောလိုက်ဒီခုံနာသွားလိုက်စကားပြောလိုက်ပေါ့ဒီကလေးတော်တော်များများကျွန်တော်သိချင်မှသိပါမသိဖို့ရာခိုင်နှုန်းပုံများတယ်နော်ကျွန်တော်အဲ့လောက်ဒီနာမည်မကြီးတဲ့သူဖြစ်တဲ့တော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကြားထဲမှာသွားပြီးတော့သူတို့ရဲ့အတွေ့အကြုံတွေဒီတိုင်းပဲကင်မရာထိုးပြီးမေးလို့ရှိရင်မဖြေရဲမှာဆိုလို့အဲ့တော့ကင်မရာမထိုးပါဘူးဒီတိုင်းလေးပဲအနာကပ်ပြီးတော့ခင်မင်းရင်းနှီးတဲ့သဘောမျိုးနဲ့စကားအများကြီးပြောပြခဲ့ကြပါတယ်တချို့သောအလင်းဝင်တဲ့ PDF မိသားစုတွေရဲ့မိဘတွေဆွေမျိုးတွေသူတို့တွေလည်းစကားပြောဖြစ်ခဲ့တယ်လူပြောတဲ့အခါမှာသူတို့ရဲ့သားသမီးကဘယ်လိုနည်းတွေနဲ့ PDF တွေရောက်သွားလဲဆိုတာကိုသိခွင့်ရခဲ့ပါတယ်နော်တကယ်လည်းမှန်ကန်ပါတယ်အတီးပြုချက်ကဒီမှာမမေးခင်ကပြီးခဲ့တဲ့ပိုင်းကကျွန်တော်တကောင်းကိုသွားပါတယ်တကောင်းကိုသွားတဲ့အချိန်မှာစင်ကူလက်ပံလှရောက်တဲ့အချိန်မှာအချို့သောပြည်သူတွေနဲ့တွေ့ခဲ့ပါတယ်အဲ့ဒီပြည်သူတွေကပြောပါတယ်အလင်းဝင်တဲ့ကလေးတွေဒီလိုမျိုးလာရောက်ဆက်သွယ်လို့နော်တောင်းရှိတဲ့သူအချို့နဲ့ချိတ်ဆက်ပြီးတော့ပို့ဆောင်ထားတာရှိပါတယ်ဆိုပြီးပြောပါတယ်ဒါကအတီးပြုချက်ပါပဲနော်နောက်ထပ်အတီးပြုချက်တစ်ချက်ပြောအောင်မယ်အဲ့ဒါ online ပေါ်မှာရေးနေကြတယ်မိုးကုတ်တုံးကဘယ်မှာပါခဲ့တယ်နော်ဘယ်တရင်မိုးကုတ်တရင်ဘလောက်ကကောင်းလေးကဒီမှာပါတယ်ဆိုပြီးတော့ပြောတဲ့ screenshot တွေလည်းအားလုံးမြင်မှာဖြစ်ပါတယ်အဲ့တော့မီဒီယာတွေမှာလည်းပြောကြားချက်တွေကနှစ်မျိုး꿰တာရှိပါတယ်တစ်မျိုးကတော့ဒါတွေကဘယ်သူမှမသိပဲနဲ့ဝါဒဖြန့်ဖို့အတွက်တက်ဒီလိုမျိုးထိုင်ခိုင်းထားတာနော်ရုံအောင်လဲလုပ်ပါဆိုပြီးပြောတဲ့သူတွေရှိတယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီဓာကကျွန်တော်တို့ကိုယ်တိုင်မြေပြင်မှာတကယ်သိခဲ့တဲ့အရာဖြစ်ပါတယ်နော်မြေပြင်မှာတကယ်သိခဲ့တဲ့အရာဖြစ်ပါတယ်အဲ့တော့ဒီကလေးတွေကချိုးသောကလေးတွေကနော်ကိုယ်ဝင်နဲ့ပြန်လာတဲ့ကလေးတွေရှိတယ်နော်ချိုးသောကလေးတွေကကြတော့ရီးစားနဲ့2ယောက်အတူတူတွဲပြီးအလင်းဝင်လာတာရှိတယ်သွားတော့က15နှစ်လောက်ပဲရှိသေးတယ်နော်3-4နှစ်လောက်ကြာသွားတယ်3နှစ်လောက်ကြာသွားတယ်ထားလိုက်ပါတော့2နှစ်ခွဲ3နှစ်လောက်ကြာသွားတယ်အဲ့လိုကြာသွားတဲ့အချိန်မှာ18နှစ်ခွဲ18နှစ်လောက်နဲ့ပြန်ရောက်လာတဲ့ကောင်မလေးလည်းပါတယ်ကောင်လေးပဲပါလာအဲ့တော့ဒီလိုအခြေအနေမျိုးလည်းကြုံရတယ်တချို့ကောင်လေးတွေကထမင်းကြိုက်သွားပို့ခိုင်းတာပြန်မလာတော့ဘူးဘာကြောင့်လဲလမ်းမှာ PDF တွေဆွဲပြီးတော့လမ်းမို့ချင်းချောက်ပြီးတော့ခေါ်သွားတယ်ခေါ်သွားတော့ကလေးက PDF တွေရောက်သွားတယ်3လ4လလောက်ဆက်သွယ်ပြတ်သွားတယ်ပြီးတော့မှပြန်ဆက်သွယ်လာတယ်ဒီမှာရောက်နေပြီဆိုတဲ့အကြောင်းနော်ဒီမှာရောက်နေပြီဆိုတဲ့အကြောင်းဆက်သွယ်လာတဲ့ခါကျတော့မှမိဘတွေကအဲ့တော့မှသွားပြီးတော့အကြောင်းကြားရတယ်တောင်းရှိတဲ့သူတွေနဲ့ PDF တွေဝင်သွားလို့ပါဘာညာဆိုစသဖြင့်ပေါ့အဲ့လိုအကြောင်းကြားပြီးတော့ရအောင်ပြန်ပြီးတော့ခေါ်တဲ့အခါမှာအလင်းပြန်ပြီးဝင်လာနော်တော်တော်ကြာမှဝင်လာတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ကလေးတွေကလုံးဝမခံနိုင်တော့ဘူးဒီအထက်ပါအောက်ဖီလုပ်တဲ့နိုင်ထက်စီးနေလုပ်တဲ့ PDF ခေါင်းဆောင်တွေရဲ့အပြုမှုတွေကိုမခံနိုင်တော့တဲ့အဆုံးမှာကလေးတွေကအလင်းဝင်လာတယ်အလင်းဝင်လာတာကဒီလိုဓာတ်ရိုက်ကြီးတောင်းရှိတဲ့သူတွေကိုဆက်သွယ်တာမဟုတ်ဘဲနဲ့မိဘတွေကိုအိမ်ကိုတန်းပြန်သွားတယ်မိဘတွေကိုပြောတယ်ကျွန်တော်ပြန်လာပါပြီလို့တော့ပြောတယ်ဒါပေမဲ့မိဘတွေကလက်မခံဘူးဒီလိုလုပ်လို့မရဘူးဒီလိုလုပ်လို့ရှိရင်အေးချင်းချင်းနဲ့နေလို့မရဘူးနော်လိပ်ပြမလို့အဲ့အတွက်ကလေးတွေကိုခေါ်ပြီးသက်ဆိုင်တောင်းရှိတဲ့သူတွေစီသွားအပ်တယ်ဒီလိုဖြစ်စဉ်မျိုးတွေအများကြီးဖြစ်ခဲ့တယ်နော်လူပေါင်း906ယောက်တလအတွင်းမှာလေပိုင်းတိုင်းစစ်တာနဲ့ကြဝင်နေသူက600ကျော်အဲ့တော့တက်ပြတ်နေပြီ PDF တွေနော်တက်ပြတ်နေပြီဘာကြောင့်လဲဆိုတော့လေပိုင်းတိုင်းစစ်ဌာနချုပ်နေမြေမှာလှုပ်ရှားစရာကနည်းနေပြီတည်င်းနောက်တစ်ခုနဲ့ပေါင်းပြီးပြောပြပါမယ်နောက်တစ်ခုကဘာလဲဆိုတော့မတရားဒေတာမှာရှိတဲ့မတရား PDF အဖွဲ့ဝင်တွေနောက်ပြီးတော့အဲ့ဒီဒေတာနာမှာရှိနေတဲ့အဖွဲ့နှစ်ဖွဲ့ကမန္တလေး PDF လက်အောက်တွေကိုဝင်ပါတယ်အဲ့ဒါ NUG ရဲ့ကိုကဲမှုအောက်ကိုဝင်ပါတယ်မဝင်လို့လည်းမရတော့လှုပ်ရှားစရာနေမြေမရှိတော့သူတို့မှာအဲ့လိုမျိုးမလှုပ်ရှားရင်မုတ်မစားရအောင်နော်မလှုပ်ရှားရင်ဘာမှမစားရအောင်အဲ့ဒီအတွက်မန္တလေး PDF လက်အောက်ကိုဝင်တယ်အရင်တော့ကတော့ခြေထောင်ထောင်လက်ထောင်ထောင်နဲ့တကယ်ကိုတိုက်ပါမယ်ဆိုတဲ့သူတွေအင်အားဘယ်လောက်ရာနဲ့ထောင်နဲ့ချီရှိပါတယ်ဆိုတဲ့အဖွဲ့တွေကလူလေး10ခန်းလောက်နဲ့ဟိုသွားပေါင်းကြတယ်ဆိုလိုရင်းကအဲ့ဒီဒေတာတစ်ခုလုံးမှာလုံးဝလုံခြုံတပ်ဖွဲ့ဝင်စိုးမိုးမိသွားတဲ့အချိန်မှာလုံးဝမရှိတော့နောက်မန္တလေး area မှာသူတို့ခိုးနားလို့မရတော့အဲ့ဒီအတွက်စကိုင်းတိုင်းထဲကိုရွှေ့မယ်ဆိုလို့ရှိရင်လည်း NUG ရဲ့လက်အောက်မှာနေလို့ရှိရင်သူတို့ကအန်ဒီရကင်းနဲ့လှုပ်ရှားလို့ရတယ်မဟုတ်စားလို့ရတယ်ပေါ့စသဖြင့်အဲ့လိုမျိုးတွားပေါင်းတဲ့ PDF ဖွဲ့ဝင်တွေလည်း
ရှိပါတယ်အဲ့လိုပဲမတ်လ20ရက်နေ့မှာလည်းတောင်မန်းတိုင်းစစ်ဌာနချုပ်မှာ PDF ဖွဲ့ဝင်20ကျော်လက်နက်ခဲယမ်းအနေနဲ့လင်းဝင်လာပြန်ပါတယ်အဲ့တော့ဒီမှာလည်းကိုဝန်တဲ့ကောင်မလေးတယောက်ရှိပါတယ်နော်အဲ့ဒီကောင်မလေးကလည်းသူ့ကောင်လေးကိုကြိုက်လို့ဆိုပြီးလိုက်သွားတယ်နောက်ပြီးတော့အခုကိုဝန်နဲ့ဖြစ်တဲ့ခါကျတော့မိဘမြတ်တာလို့ပဲပြောရမှာလားဘိုက်ကကလေးကိုပဲငဲ့ညာလို့ပဲပြောရမှာလားပေါ့နော်ကောင်လေးနဲ့ကောင်မလေးနဲ့အပါဝင်နောက်ထပ်2ယောက်ထင်ပါတယ်4ယောက်အလင်းဝင်လာတယ်နောက်တခြားအဖွဲ့တွေလည်းစုစုပေါင်းလူ20ကျော်လောက်အလင်းဝင်လာတယ်ပေါ့အဲ့တော့ idiot တွေအတွက်ရွေးချယ်စရာကတိတ်မများမရှိဘူးနေမလားတေမလားဒါပဲရှိတယ်နော်နေမယ်ဆိုလို့ရှိရင်အလင်းဝင်ခဲ့အလင်းဆိုတာကဒီလိုမျိုးအလင်းအောင်ရနေတဲ့နေရာလူတွေစီစီကားကားနဲ့သွာလာနေတဲ့နေရာနော်ကြောက်ရွံ့မှုဘာမှမရှိဘဲနဲ့ဒီလိုနေလို့ရတဲ့နေရာနော်ပျော်ရွှင်စွာလူငယ်ဘဝကိုဖျက်ဆီးလို့ရတဲ့နေရာဒါအလင်းဖြစ်ပါတယ်နော်အဲ့တော့လူတော်တော်များများတိုက်ပွဲတွေဖြစ်တယ်ဥပမာဗမော်မှာတိုက်ပွဲဖြစ်တယ်ဗမော်ပြည်သူတွေဘယ်ကိုသွားလဲလူမျိုးကြီးတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့မြို့တွေဥပမာမြကြီးနားမန္တလေးပြင်ဦးလွင်ရန်ကုန်စသဖြင့်တိမ်းရှောင်ကြတယ်ရခိုင်ကပြည်သူတွေအခုထွက်ပြေးကြတယ်ဘယ်ကိုတိမ်းရှောင်ကြလဲရန်ကုန်မန္တလေးနေပြည်တော်တောင်ကိုစသဖြင့်ဒီလိုနေရာတွေတိမ်းရှောင်ကြတယ်ဘာကြောင့်လဲအဲ့ဒါအလင်းမဲ့ရှိလို့နော်အလင်းရှိတဲ့နေရာကိုလာတာဖြစ်ပါတယ်နော်ရှိတဲ့နေရာမှာထိန်းချုပ်ထားတဲ့နေရာမှာဘယ်တော့မှမနေဘူးနံပါတ်1စီးပွားရေးအဆင်မပြေဘူးနံပါတ်2ပညာရေးအဆင်မပြေဘူးနံပါတ်3လူမှုရေးအဆင်မပြေဘူးနံပါတ်4ဒုက္ခရောက်တယ်နံပါတ်5ဘယ်ချိန်လာပြီးတော့တိုက်ခိုက်မှုတွေတိုက်ပွဲတွေပြန်ဖြစ်မလဲဆိုတာမသိနိုင်ထပ်ပြီးတော့တက်မဆိုအများကြီးပဲယောဂဗျာတွေကျန်းမာရေးစောင့်ရှောက်မှုတွေဒီလိုအများကြီးပဲခေါင်းစဉ်တွေရှိတဲ့ခါကျတော့လူငယ်တွေတက်နိုင်တဲ့သူတွေတော်တော်များများအစိုးရနဲ့เนาะအစိုးရရဲ့အာဏာစက်အောက်မှာရှိတဲ့နေရာကိုဝင်ရောက်ခိုးလုံးကြတယ်အဲ့ဒါအလင်းထဲမှာနေတာပဲဖြစ်ပါတယ်เนาะအဲ့တော့ PDF တွေအနေနဲ့နေမလားတေမလားနေမယ်ဆိုလို့ရှိရင်တော့အလင်းဝင်တေမယ်ဆိုလို့ရှိရင်တော့ကိုယ်သဘောနဲ့ကိုယ်ဆက်လုပ်လို့ရတယ်တိတ်မကြခင်အဲ့ဒီကိစ္စတွေကဆက်ပြီးဖြေရှင်းလိမ့်မယ်အခုဆိုလို့ရှိရင်ထိကြိုက်ပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်နေပြီเนาะအဲ့တော့ကိုရွေးချယ်မှုကကိုအတွက်ကိုမိသားစုအတွက်ကိုပတ်ဝန်းကျင်အတွက်ကိုရက်ရွာကိုဒေတာအတွက်ဖြစ်ပါစေလို့ပဲမျှော်လင့်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့AA ကစစ်တုံးမှန်တွေကိုပြန်လွှတ်တယ်ဆိုပြီးတော့သတင်းထုတ်တယ်ပေါ့နော် Alpha 1 Alpha 2စတဲ့သူတို့ရဲ့စစ်စကန်တွေကနေပြီးတော့စစ်တုံးမှန်တွေပြန်လွှတ်တယ်ဆိုပြီးပြောပါတယ်အဲ့ဒါအမှန်ပဲလားအဲ့ဒီပြန်လွှတ်တဲ့တုံးမှန်တွေကိုသူတို့ပြောခိုင်းနေတဲ့စကားတွေကအမှန်ပဲလားပေါ့နော်AA အနေနဲ့ကောင်းကောင်းမွန်မွန်ထားပါတယ်ကျွေးမွေးစောက်ရှောက်ပါတယ်လူသားချင်းစာနာမှုအပြည့်နော်သူတို့ကိုဂရုစိုက်ပါတယ်ညီကိုတို့ဖွဲမောင်နှမအရင်တဖွဲသဘောထားပြီးစောက်ရှောက်ပါတယ်အမှန်ပဲလားမဟုတ်ပါနော်တကယ်ယောက်ျားလေးတုံပန်းတွေကိုအလုံးလဲမြင်လိမ့်မယ်အရာရှိကြီးတွေနော်တမတော်မှာဒူတိုင်းမှုလောက်ဖြစ်ခဲ့တဲ့တုံပန်းတွေဘာရုပ်ပေါက်နေလဲနော်အကုန်လုံးပိန်လီ6ကပ်ဝဲဆွဲနေကြတယ်ခြေချင်းနဲ့လက်ထိတ်နဲ့တောက်လျှောက်ခတ်ထားတယ်အဲ့လိုပဲအမျိုးသမီးခလေးတငယ်တွေဘယ်လိုထားလဲအဲ့တော့အဲ့ဒီတုံပန်းနေထဲမှာယောက်ျားလေးတွေမလွတ်လာသေးယောက်ျားလေးတွေနဲ့မဆုံဘူးသေးတော့ဘာမှမပြောဘူးဒါပေမဲ့လွတ်လာတဲ့အမျိုးသမီးတွေတော့ကျွန်တော်ဆုံမှုပါတယ်နော်ခလေးတငယ်နဲ့ဆုံမှုပါတယ်73နှစ်လောက်အဲ့ဒီအရွယ်လောက်ရှိတဲ့ကောင်လေးတယောက်ရယ်9နှစ်လောက်ရှိတဲ့ကောင်လေးတယောက်ရယ်သူ့ရဲ့အမေရယ်သူ့ဖေကတော့အေးအေးဖမ်းဆီးတာပါသွားတယ်ခုချိန်ထိတည်အစနာမရှိဘူးအဲ့တော့2နှစ်လောက်အေးဖမ်းဆီးတာကိုခံခဲ့ရပြီးတော့ပြန်လွတ်လာတဲ့အမျိုးသမီးကအရင်တော့ကတော့ဝဝဖြူဖြူလှလှပပဒါပေမဲ့သူတို့ဖမ်းဆီးပြီးလွတ်လာတဲ့အချိန်မှာဒီမျိုးသမီးကတကယ်ကိုရင်ခွဲနာကြလောက်စရာမိဘတွေပြန်တွေ့လို့ရှိရင်သူ့မိဘတွေကတေးပြီလို့တောင်ထင်ထားတာပေါ့နော်မိဘတွေ့လို့ရှိရင်ရင်ခွဲနာကြလောက်စရာဖြစ်အောင်ပိန်လီ6ကပ်ပြီးတော့ခန္ဓာကိုယ်မှာလည်းဒီအရေပြားမှာလည်းရေမတန့်ရှင်းတာတွေကြောင့်နော်ချင်းကြိုက်တာတွေကြောင့်ဖုတွေထွက်ပြီးတော့အနာတွေဖြစ်ကလေးတွေလည်းအဲ့လိုပဲထုံနည်းတူစွာခံစားခဲ့ရတယ်အဲ့တော့မေးကြည့်လိုက်တယ်ဘယ်လိုမျိုးနေထိုင်ဖြတ်တန်းခဲ့ရလဲဘာတွေစားခဲ့ရလဲအဲ့တော့တော်တော်များများဟင်းတွေကရေလုံပြုတ်ပါပဲကစွန်းရရေလုံပြုတ်ချမောင်ရရေလုံပြုတ်စသဖြင့်ဒီလိုပဲစားရတယ်ထမင်းနည်းနည်းစားရတယ်
နည်းနည်းပဲတာမန်မဝါနိုင်တဲ့အတိုင်းတာတစ်ခါလေကြားလို့ရှိရင်ခလေးတွေကိုကျွေးလိုက်လို့အမေကမစားတော့တဲ့အခြေအနေမျိုးကြုံခဲ့ရတယ်အဲ့တော့ဒါကအစားတောင်းနဲ့ပတ်သက်ပြီးပြောတာနောက်တစ်ချက်အနိုင်ချင်းနှိပ်စက်မှုတချို့ကိစ္စတွေမှာအနိုင်ချင်းနှိပ်စက်မှုတွေရှိတယ်လူမျိုးစိတ်အထွေဆိုတဲ့အတိုင်းပဲတယောက်ဂုံးတိုက်ကြလို့เนาะအချင်းသားချင်းနဲ့မှာအနီချောင်လို့လုပ်ပြီးတော့เนาะတုံမှန်းချင်းတူတော့အနီချောင်လို့လုပ်ပြီးတော့ဂုံးတိုက်ကြလို့နှိပ်စက်ခံရတာမျိုးလည်းရှိတယ်အဲ့လိုပဲနောက်တစ်ချက်ကကြတော့ကျမိုင်ဆောင်ရှောင်မှုဆေးမကူရလို့တည်သွားတဲ့သူတော်ရှိတယ်ဆေးမကူရလို့တည်သွားတဲ့သူတော်ရှိတယ်အဲ့တော့ဒါကိုသူတို့အနေနဲ့လူအခွင့်အရေးအပြည့်အဝเนาะကောင်းစောင့်ရှောက်ထားတယ်လို့ဘယ်လိုပြောလို့ရမှာလဲเนาะအခုဒီမှာ online မှာသူတို့ဝါဒဖြန့်တာကတကယ်မြေပြင်အခြေအနေနဲ့လုံးဝမကိုက်ညီဘူးဆိုတာပြောချင်တယ်အဲ့တော့နောက်ချက်ကကြတော့ဒီရဲ့ပိုင်းမှာ AA ကသူတို့ကိုသူတို့လူသားချင်းစာနာထောက်ထားတဲ့အဖွဲ့လို့ဒါပြချင်တယ်ပုံဖော်ချင်တဲ့ပုံကျွန်တော်မြင်ရတယ်ပြီးခဲ့တဲ့ပိုင်းကသူတို့မီရှုတက်ဖြတ်လိုက်တဲ့116ဦးတုံပန်း116ဦးကိစ္စဒါကိုသူတို့ဘက်ကမှန်တယ်ဆိုတဲ့အကြောင်းပြဖို့အတွက်မီဒီယာပေါင်းများစွာကိုခေါ်ပြီးအင်တာဗျူးတွေလုပ်ပြီးလို့ရှိရင်ဗီဒီယိုတွေရိုက်ပြတယ်နော်အဲ့တော့ဘုံအလုံး100ကျဲတယ်ဆိုပြီးတော့လေသတင်းတွေမှာရေးတယ်ဘုံအလုံး100ကျဲတဲ့နေရာကစိုးစင်းလောက်တောင်မှတွင်းနေကြိုက်တွေမဖြစ်အစအနတွေမထွက်ဆိုတော့ဒီလိုလုတ်ပေမဲ့လေလိမ်ပေမဲ့လေတော်တော်ကြီးကိုရုပ်ပေါက်တဲ့လိန်နီးမျိုးနဲ့လိန်နေတာကျွန်တော်မြင်ရပါတယ်เนาะဒါအေးရဲ့လိန်ခါတိုင်းဆိုလို့ရှိရင်တို့မီဒီယာထုတ်ပြန်လိုက်တယ်ဂျန်နယ်မီဒီယာတွေတင်းချင်းတွေတို့ view မဆိုင်ဘူးအေးကတော့ထုတ်ပြန်မိလိုက်တယ်เนาะအခုကတော့မဟုတ်ဘူးအင်္ဂလိပ်လိုထုတ်ပြန်တယ်เนาะမြန်မာလိုထုတ်ပြန်တယ်ရှိတယ်ဗျာအဲ့ဒီမှာဖန်ဆီးထားတဲ့စစ်တုံးပန်းတွေတဲ့အရာရှိစစ်တီတွေကိုအင်တာဗျူးတယ်ဗျူးပြီးလို့ရှိရင် online မှာတင်တယ်တို့ပဲတင်တာလားဆိုတော့မဟုတ်ဘူးခါတဲ့အေးမီဒီယာတွေကလည်းဝိုင်းတင်တယ်เนาะပြည်ပြင်းနေတဲ့ NUG မီဒီယာတွေကလည်းဝိုင်းတင်တယ်အဲ့တော့ဒီလောက်နဲ့ဒီဘက်ချမ်းကလက်မခံဘူးဒါကလုံးဝသူတို့ဘက်ကတတ်တာလူတက်မှုပဲအစုလိုက်ပြောတဲ့တက်ဖြတ်မှုပဲလို့ကျွန်တော်တို့ကိုယ်တိုင်ဗီဒီယိုတွေနဲ့ထောက်ပြကြတယ်ထောက်ပြကြတဲ့ခါကျတော့ဟာမဟုတ်တော့ဘူးသူတို့ဘက်ကမှားတယ်ဆိုပြီးတော့သူတို့ကိုယ်တိုင်ထွက်ရှင်းတဲ့အနေထားဖြစ်သွားတယ်ဘယ်လိုထွက်ရှင်းလဲခုနကတော့လိုမျိုးအင်တာဗျူးတွေအများကြီးထုတ်အဲ့ဒီကလူတွေအတင်းပြောခိုင်းနေတဲ့သူတွေကလက်ထိတ်ကြည်တန်းတန်းနဲ့လေသူတို့ပြောခိုင်းတဲ့အတိုင်းပြောရမှာပဲလေဒီလိုပဲပြောမှာပဲတကယ်လို့အဲ့ဒီလူတွေကမပြောဘူးဆိုလို့ရှိရင်လည်းအဲ့ဒီဗီဒီယိုကထုတ်လွှင့်မှာမဟုတ်ဘူးလေနော်သူတို့ဘက်ကနေအမှန်ပဲသူတို့ထုတ်လွှင့်လာမှာပေါ့ဒါကတော့ထုံးစံပဲလေအဲ့တော့အေးအနေနဲ့ဒီရဲ့ပိုင်းကတော့သူတို့ကိုသူတို့လူအခွင့်အရေးစောက်ရှောက်ကာကွယ်တဲ့အဖွဲ့ကြီးလို့ပေါ့နော်သူတို့ဝါဒဖြန့်နေတာတော့ရှိတယ်အဲ့တော့ပြောချင်တာအေးအနေနဲ့အဲ့လိုမလုပ်နဲ့နော်စစ်တိုက်နေရမလားတတိရှိယောက်ျားဆိုယောက်ျားလို့ဝန်ခံလိုက်ငါတို့တတ်လိုက်တယ်နော်ငါတို့လူခွင့်ချိုးဖောက်မိသွားတယ်ဝန်ခံလိုက်တကယ်လို့ဒါကိုအဲ့လိုမျိုးကြီးတအားကြီးငါတို့လူခွင့်စောက်ရှောက်ပါတယ်ကာကွယ်ပါတယ်လို့ဒါမှဂုံဖော်ခြင်းနေတယ်ဆိုလို့ရှိရင်တနတ်စွန့်ပြီးတော့လူမှုအဖွဲ့အစည်းတွေလူမှုရေးအသင်းအဖွဲ့သားထောင်ပြီးတော့လုပ်ကြနော်ဒီတိုင်းဆိုရင်ဘယ်လိုမှမလိုက်ဖက်ဘူးလုပ်ခဲ့တဲ့လုပ်ရက်တွေနဲ့ပေါ့နော်နောက်တစ်ချက်ကကျတော့ကျွန်တော်ဒီရက်ပိုင်းမှာစစ်ပွဲ၃ဘက်လောက်ရှိပြီဖြစ်တဲ့အီရန်၊အစ္စရေး၊အမေရိကန်ဒီ၃နိုင်ငံရဲ့ဖြစ်စဉ်ပေါ့နော်အဲ့တော့နိုင်ငံကတော့တစ်နိုင်ငံတစ်ဖက်ဒီတိုက်ခိုက်မှုတွေမှာအလုံးလည်းမြင်မယ်နောက်ပိုင်းစစ်ပွဲရရှိကြလာပြီဆိုလို့ရှိရင်လူတွေစိတ်ဝင်စားမှုနည်းပါလာတာအခုရုရှားယူကရိန်းစစ်ပွဲလိုပဲပေါ့နော်စစ်ပွဲရရှိဖြစ်လာတယ်သူတိတ်တိတ်ပြီးတော့ game မဆိုင်တော့အခုဒါ၃ဘက်ပဲရှိသေးတယ်လူတွေရဲ့အာရုံစိုက်မှုတော်တော်ကျနေလူတွေအာရုံစိုက်တာကနောက်ခံအကြောင်းတရားစစ်ပွဲကိုမဟုတ်ဘဲနဲ့စီစီတက်တဲ့ကိစ္စကိုအာရုံစိုက်နေပေါ့ဒီဘက်ကိုပဲရောက်ကြတယ်ပေါ့နော်ဒီစစ်ပွဲရဲ့ effect ကြောင့်အာဆီယံနိုင်ငံတွေမှာစတင်ခံစားလာရတာတွေ့တယ်စင်ကာပူမှာဆိုလို့ရှိရင်ဒီလျှက်စစ်မီတာကားကို17%လောက်တိုးပြီးတော့ကောက်မယ်လို့ပြောတယ်ထိုင်းမှာလည်းအခုဆိုလို့ရှိရင်ချို့သောစီဆိုင်တွေမှာနှစ်တဝက်လောက်နဲ့စီအောင်ပြတ်သွားလို့စီပုံကြီးတွေနဲ့ရုံရင်းဆန်ကပ်ဖြစ်နေတဲ့ထိုင်းပြည်သူတွေကိုကျွန်တော်မြင်ရပါတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်လည်းချို့သောပြည်တွင်းလေကြောင်းလိုင်းတွေလေယာဉ်လက်မှတ်တွေကန်ဆယ်လုပ်တယ်လို့ကြားပါတယ်အဲ့တော့ပြည်ပကိုသွားမဲ့လေယာဉ်လက်မှတ်တွေလည်းဈေးတွေ2ဆ3ဆလောက်ခုန်တက်သွားတဲ့အနေအထားပေါ့နော်ဘန်ကောက်နဲ့မြန်မာနိုင်ငံနဲ့ကိုအသွားအပြန်30ကျော်လောက်လေယာဉ်လက်မှတ်ကကျမယ်လို့အနေထားအဲ့လောက်ဖြစ်သွားတယ်ပေါ့နော်ဒါကတော့ကြောမှာပါပဲဒါပေမဲ့ဒါကယာယီလို့ပဲကျွန်တော်တို့မြင်ပါတယ်ဒီလေယာဉ်နေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တခြားနိုင်ငံကလေယာဉ်စီမာယူတင်သွင်းပြီးတော့လုပ်ရင်တော့လုပ်လို့ရပါတယ်ဒါပေမဲ့အချိန်တော့နည်းနည်းစောင့်မယ်ပေါ့နော်ဒါစိတ်ရှိရှိနဲ့စောင့်ဖို့တော့လိုတာပေါ့အဲ့တော့
စစ်ပွဲနဲ့ပတ်သက်ပြီးတော့သတင်းတွေကဒီတခုခုဖြစ်လာပြီဆိုလို့ရှိရင်တင်တဲ့သူတွေအများများတာဖြစ်တဲ့ဒါသတင်းတွေအများကြီးစားသုံးနေရလို့ကျွန်တော်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ဘာမှမသုံးသပ်ဘူးအဲ့တော့ဒေါ်နယ်ထရန့်ရဲ့ဒေါသကိုလည်းအကုန်လုံးသိတဲ့အတိုင်းပဲပေါ့နော်သူနဲ့မတည့်ဘူးဆိုရင်စပိန်ဆိုလို့ရှိရင်လည်းပြဿနာရှာလိုက်တာပဲဂျပန်ဆိုလို့ရှိရင်လည်းဒီဝန်ကြီးချုပ်နဲ့20ရက်နေ့မှာတွေ့တယ်စောင်းမြောင်းပြီးပြောလိုက်တာပဲဟိုဝန်ကြီးချုပ်ကမျက်နှာတွေပါပြက်တယ်ပေါ့နော်နောက်ထိကိုဖြစ်တာအခုနေတိုးကိုလည်းပြောပြပြီးသူမှရှိလို့ရှိရင်သူတို့အမေရိကန်မရှိရင်နေတိုးကစက်ကူကြာဆင်းလောက်ပဲရှိတယ်စသဖြင့်ဒီလူတွေလည်းပြောတာရှိပါတယ်အဲ့တော့စစ်ပွဲရေရှည်ဥမှာဖြစ်တဲ့အတွက်ဒါကအဆုံးသတ်မဟုတ်သေးဘူးဆက်တိုက်ဆိုလို့ကျွန်တော်တို့ဆက်ပြီးတော့မြင်လာရဖို့ရှိတယ်အီရန်ဆိုတာလည်းဒီရက်ပေါင်း20ကျော်လောက်နဲ့တိုက်လို့ကျသွားတဲ့နိုင်ငံမဟုတ်တာဖြစ်တဲ့အတွက်အီရန်ရဲ့တောက်ခံနိုင်မှုစွမ်းအားကိုလည်းကျွန်တော်တို့ချီးကျူးရမှာဖြစ်ပါတယ်ဒါလည်းမြေပြင်တိုက်ပွဲတွေမဖြစ်ဘဲနဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုနဲ့ဘယ်အစိုးရကမှဖြုတ်ချလို့ရတဲ့ထုံးစံတော့မရှိဘူးဗင်နီဇွဲလားမှမဟုတ်တာဗင်နီဇွဲလားတော့မှမြေပြင်တက်တွေဆင်းပြီးတော့မာဒူရိုကိုဆင်းဖမ်းရတဲ့အခြေအနေပေါ့နော်ဒါကတော့နိုင်ငံတကာစစ်ပွဲနဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်နောက်တဲ့တင်တဲ့ဘုတ်ကတော့ဒီတဖန်းစိတ်ဆယ်ရွှေမျိုးတွေဘုံကျက်ခံရတယ်တည်ဆုံးတဲ့သူတွေဒါဇင်နဲ့ချီရှိတယ်လို့သိရတယ်တဖန်းစိတ်ဆယ်ရွှေမျိုးဆိုတာဘယ်သူမှတရားဝင်တူခိုင်းထားတာမဟုတ်ပါဘူးเนาะဘယ်သူမှခွင့်ပြုထားတာမဟုတ်ပါဘူး PDF တွေစက်ကြီးကောက်ပြီးတော့ခွင့်ပြုထားတဲ့နေရာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီတဖန်းစိတ်ဆယ်မှာလက်နက်ကန်အစောက်ချက်နဲ့ရွှေတူးနေတဲ့သူတွေပြစ်ဒဏ်ခံရတာပဲနိုင်ငံတော်ဆိုရဒါတဘာဝပတ်ဝန်းကျင်ပျက်စီးလို့အမှဆေးရွှေဘယ်တော့မှတူခွင့်မပေးတော့ခူးတူးတာပဲရှိတယ်နော်အဲ့တော့ဒီဆယ်ကို PDF တွေထိန်းချုပ်ထားလို့လေဒေသခံပြည်သူတွေဒါဆယ်ရီတော့စိုက်ပျိုးမှုပြဿနာကတော်တော်လေးအခက်အခဲကြုံတွေ့နေရတယ်အဲ့ဒါပြည်သူတွေအသိပဲဖြစ်ပါတယ်ပြည်သူတွေအနေနဲ့ကတော့ဒီဆယ်ကိုအများဆုံးလူမျိုးတပ်ဖွဲ့ဝင်တွေပြန်လည်ထိန်းချုပ်တာကိုမြင်နေတဲ့အနေအထားဖြစ်ပါတယ်ဒါပေမဲ့လည်းခုချိန်ထိတော့မထိန်းချုပ်နိုင်သေးပါဘူးမကြခင်ထိန်းချုပ်နိုင်မယ်လို့တော့မျှော်လင့်ပါတယ်အဲ့တော့ရွှေမျိုးရည်နဲ့ပတ်သက်ပြီးတော့ဖောင်းပြင်ဘက်မှာလည်းပြီးတော့ homeland ဘက်မှာလည်းပြီးတော့အဲ့ဒီ AR မြေကျောင်းထဲမှာရွှေမျိုးတွေတူးနေတဲ့သူတွေမကြခဏဆိုလို့လီကျောင်းတက်ခိုက်ခံနေရတယ်ပေါ့နော်အဲ့တော့ဘာပဲပြောပြောနော်တားမြစ်ထားတဲ့အရာမလုံးနဲ့အဲ့လိုလှုပ်ခြင်းအဖြစ်တောင်းကျမ်းသူတွေအထောက်ပံ့ငွေကြေးရသွားတယ်သူတို့မျိုးမြဲရနေလို့ရှိရင်တိုင်းပြည်မတည်ငြိမ်မအေးချမ်းဒါကြောင့်မို့လို့အရင်းမြစ်ဖြစ်တဲ့အခုလိုနေရာတွေချီမုန်းခံရတာဒါဘာမှမဆန်းဘူးလို့ပြောချင်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းဒေသကြီးရင်မဲအသင်းမြို့နယ်မြို့လှကြီးရွာမှာလျှက်စစ်မီးတွေ unit ကျန်တယ်ဆိုပြီးတော့တအိမ်ကိုတသိန်းခွဲ2သိန်းစသဖြင့်ကြားတယ်ဆိုပြီးတော့မီတာစာရွက်တွေပြီးတယ်လို့ပြောတယ်ဘာလို့ unit ကျန်လဲပြီးတော့တွက်တာလွဲလို့ဆိုပြီးတော့ပြောပါတယ်အဲ့တော့တွက်တာလွဲတာကပြည်သူကမှားတာလားတွက်တဲ့သူကမှားတာလားပေါ့နော်ဘာလို့ဒီလိုလောက်တာလဲပေါ့အစောတွေကဘာလို့တတိရှာမလောက်တာလဲဘယ်နေရာလွဲတာလဲလွတ်ထုံးလုံးပြီးတော့ကျွန်တော်နားမလဲကျွန်တော်လည်းမီတာစာရဲရောက်လာလို့ရှိရင်ဆောင်းလိုက်တာပဲเนาะပုံမှန်ဆောင်းရမယ့်နှုံတစ်ခုဆိုတာပြည်သူကသိတယ်သူတို့အိမ်မှာဘယ်လက်စစ်ပစ္စည်းတွေတုံးနေလို့ဘယ်လောက်ပဲကြားဆိုတာသိတယ်အဲ့တော့အဲ့ဒီအကြံဆိုတာကဘာလဲမီတာကျွေးကြံဆိုတာဘာလဲเนาะအဲ့တော့သူတို့တွက်တာလွဲတာသူတို့တာဝန်မယူဘဲနဲ့ဘာလို့ပြည်သူတာဝန်လာယူခိုင်းတာလဲပေါ့เนาะဒါနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့သူတွေတည်တည်ကြကြလေးစီစစ်တင်တယ်လို့ထင်တယ်မန္တလေးတိုင်းဒေသကြီးရမဲသေးမြို့နယ်မြို့လှရွာဖြစ်ပါတယ်เนาะဒါပြည်သူကပြပို့တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီပတ်ဝန်းကျင်မှာတော့ကျွန်တော်နောက်ထပ်သတင်းထပ်ရထားတယ်အုတ်ချွေမှုတွေနော်ငွေကြီးနဲ့ပတ်သက်ပြီးတော့အလူခန္ဓာမျိုးနောက်ပြီးတော့ဟိုတောင်းယူတာမျိုးကောက်ယူတာမျိုးစသဖြင့်လုပ်နေတယ်လို့လည်းသတင်းကြားပါတယ်သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့တဆင့်ကျွန်တော်ပြောပါအောင်မယ်အဲ့ဒါလည်းနော်ဟိုဒီလိုမျိုး online ပေါ်မှာတော့ဘယ်သူသားစီနာစီလို့ပြောမှာမဟုတ်ဘူးဒါပေမဲ့တေချာပေါ့တော့အဲ့ဒီကိစ္စကိုပြည်သူကိုစားကျွန်တော်နားရတော့ရအောင်ထည့်ပေးမှာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ကတာထီချိုင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်အဲ့တော့မပြင်းထန်ပါဘူးတကယ်တမ်းတော့ဘာမှမဟုတ်ဘူးအဲ့ဒီမှာရှိနေတဲ့မြောင်ကျောင်းအဲ့ဒီကျောင်းမှာရှိနေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို PDF တွေကဆက်လက်နဲ့ကူလာပြီးလာတိုက်တယ်နော်ပင်မအခြေချလဲဆိုတော့လေးတဲ့ကျောင်းမှာအခြေချတယ်အဲ့တော့လေးတဲ့ကျောင်းမှာအခြေချတော့ဒီကတီးတဲ့ခါကျတော့ဒီကျောင်းနဲ့တိုက်ခိုက်တယ်နော်လက်နဲ့ကြီးတွေပစ်တယ်အဲ့ဒီကျောင်းမှာလည်းအခြားသောပြည်သူတွေရှိတယ်အဲ့တော့ကျွန်တော်တို့ပြောတဲ့စကားတွေကချွတ်သောပြည်သူတွေသိချင်မှသိလိမ့်မယ်ဘာလို့မသိဘူးလဲဆိုတော့အင်တာနက်တွေပိတ်ထားတော့နော်မသိရအဲ့တော့ပြည်သူတွေအနေနဲ့ပေါ့တကယ်လို့သိခဲ့တဲ့ရှိတော့တောင်းကျမ်းသူတွေလာပြီဆိုတာနဲ့ပြေးဖို့ကြိုးစားပါကျွန်တော်ထင်တဲ့လောက်ကတော့အိမ်မှာရှိနေတဲ့ပြည်သူတွေကိုပေးမထွက်တာလည်းဖြစ်နိုင်ပါတယ်အဲ့အတွက်ပြည်သူအချို့ထိခိုက်ဒဏ်ရာရတယ် PDF တွေလည်းတည်ဆုံးတာရှိတယ်ကတာဒေသခံတွေကတော့ PDF တွေဒီလိုလောက်တာကိုလုံးဝသဘောမကျဘူးရှိတဲ့လက်နက်လောက်လေးနဲ့လာပစ်တယ်ဒီဘက်ကပြန်တိုက်ခိုက်တဲ့ခါကျတော့သူတို့ထိတော့ထွက်ပြေးတယ်ဒီမှာ
ပြည်သူတွေလည်းထိခိုက်ပြီးကြံခဲ့တယ်ဒေသလည်းပျက်စီးတယ်ပေါ့နော်စသဖြင့်ဒီလူတွေရှိပါတယ်နောက်သတင်းတစ်ပုဒ်ကတော့မန္တလေးမှာငလျင်တစ်နှစ်ပြည့်အောင်မိပွဲအခမ်းအနားကျင်းပပြီးတော့အမြတ်တမ်းပေးဝေတဲ့ပွဲပြုလုပ်မယ်လို့သိရပါတယ်မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့ဒီငလင်ကဒီနေ့ဆိုလို့ရှိရင်နှစ်ပတ်လေရအောင်မှာပေါ့နော်ကျွန်တော်ကတော့ဒီရနဲ့ပတ်သက်ပြီးတော့အားပေးပါတယ်ကျွန်တော်တို့လူအများအပြားအသက်သေဆုံးခဲ့တဲ့အရာဖြစ်ပါတယ်ကျွန်တော်နိုင်ငံသားတွေပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်အရင်နှစ်ကလှုပ်ခဲ့တယ်လို့ပဲပေါ့နော်အလံချပြီးတော့ကျွန်တော်တို့အတွက်ဝန်ထမ်းချင်းအထိမ်းအမှတ်ညီသက်တာမျိုးတွေလုပ်ပေးတင်တယ်ဒီမှာအောင်မှုဝယ်ခန္ဓာကျင်းပပြီးတော့အမြတ်တမ်းပေးဝယ်လုပ်တဲ့ဆိုတာဗုဒ္ဓဘာသာရဲ့အယူပေါ့အဲ့ဒီတည်ဆုံးနေတဲ့ထဲမှာခရစ်ယာန်ဘာသာဝင်တွေအစ္စလာမ်ဘာသာဝင်တွေနဲ့အခြားသောဘာသာဝင်တွေလည်းပါတာဖြစ်တဲ့အတွက်ဘာသာရေးအလိုက်ပေါ့နော်ဘာသာအလိုက်ဆုတောင်းပွဲတွေမေတ္တာပူပွဲတွေလုပ်တာပို့ပြီးတော့ကောင်းပါတယ်နော်ဗုဒ္ဓဘာသာဝင်တွေကလည်းသူကလည်းသူမြတ်တမ်းပေးဝေတာပေါ့နော်ဒီလိုလုပ်တာပိုကောင်းမယ်လို့ထင်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်ရှမ်းပြည်နယ်တောင်ပိုင်းလေချာမြို့နယ်တွေမှာ online လောင်းစားလုပ်ကင်နေတဲ့သူတွေနဲ့ဒီဆက်ဆက်ပစ္စည်းတွေနဲ့ဖန်ဆီးရမိခဲ့ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်ကောင်းမှုလုံရက်ကွက်တော်ရဲရက်ကွက်စံစော်ရက်ကွက်ဒီမှာ online လိမ်လည်မှု online လောင်းကစားမှုစတဲ့လုပ်ငန်းတွေခြေပြုလုပ်ကင်နေတယ်လို့ဒါဒေသခံပြည်သူတွေရဲ့သတင်းပေးပို့မှုရသိတဲ့အချိန်မှာနေမီလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအဲ့ဒီနေရာကိုတွားရောက်ပြီးတော့လိုအပ်တဲ့စစ်ဆေးရှာဖွေမှုတွေလုပ်ဆောင်ခဲ့တယ်။ကောင်းမှုလုံရက်ကွက်မှာနေတလုံးကနေပြီး online လိမ်လည်လောင်းကစားမှုကျူးလွန်တဲ့တရုတ်နိုင်ငံသားကြာ85ဦးကိုဖုန်းမျိုးစုံ286လုံးကွန်ပျူတာအလုံး30 laptop 28လုံးအဆောက်အဦတစ်လုံးနဲ့အတူဖမ်းဆီးရမိခဲ့တယ်။နောက်ထပ်တော်ရရက်ကွက်မှာလည်းနေတစ်လုံးမှာ online လောင်းကစားမှုကျူးလွန်ရမှာအသုံးပြုတဲ့ဖုန်း46လုံးကွန်ပျူတာ18လုံးစွတ်စော်ရက်ကွက်မှာနေတစ်လုံးမှာဖုန်းမျိုးစုံ85လုံးကွန်ပျူတာ10လုံးကိုအတီးတီးသိသိနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုပဲရှမ်းပြည်နယ်တောင်ပိုင်းလဲချာမြို့နယ်မှာကောင်းဆန်ရွာအနီးမှာနေမရှင်းလေးလုပ်ငန်းဆောင်ရွက်နေတဲ့အချိန်မှာညနေပိုင်းမှာရွာနောက်ဘက်မီတာ3000လောက်မှာအလျား130အနံ50ပေရှိတဲ့စောက်အုံနှလုံးအလျား90ပေအနံ30ပေရှိတဲ့လူနေစောက်အုံ3လုံးအလျား60ပေအနံ30ပေရှိတဲ့လူနေစောက်အုံ3လုံးအလျား150ပေအနံ50ပေရှိတဲ့ကိုယ်တော်တစ်လုံးအလျား180ပေအနံ160ရှိတဲ့အစာအုပ်တစ်လုံး Starlink 10လုံး all-in-one ကွန်ပျူတာ55လုံးနဲ့ Power Series 10လုံးကိုထပ်ပြီးသိသိရမိခဲ့တယ်လို့သိရပါတယ်။ဖန်ဆီးရမိတာတွေကိုသိသိရမိပြီးလုံထုံးလုံးညီတွေနဲ့အညီနော်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့သတင်းရတယ်ဆိုရင်သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကိုဆက်သွယ်သတင်းပေးပို့ကြဖို့ကျွန်တော်အနေနဲ့မြတ်တာရက်ခံပါတယ်ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 4080 398ကိုတိုက်ရိုက်အကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပြီးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ